ကျေးဇူးရှင်ကိုတောင်စားစရာတစ်ခုလို့သဘောထားတဲ့ငမိုးရိပ်မင်းကိုကဘာမကြေဘူးကွာမင်္ဂလာပါပရိသတ်ကြီးတို့ Shine Official Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့မြမသမိုင်းတစ်လျှောက်မှာအလွန်ထင်ရှားလာပြီးသစ္စာတရားနဲ့ကံကြမ္မာရဲ့စမ်းကြယ်မှုကိုဖော်ကျူးထားတဲ့မင်းနန္ဒာနဲ့ရှင်မွေးလုံးတို့ရဲ့ရင်းနှင်းပွဲရာတန်တာရီလေးကိုတင်ဆက်ပေးသွားမှာပါအသက်20မှာရေဘေးနဲ့တည်ရမယ်ဆိုတဲ့ကံကြမ္မာစိုးပါလာတဲ့မင်းသားလေးမင်းနန္ဒာတောက်တံမှာမွေးဖွားပြီးအသက်ဘေးရလွတ်မြောက်ခဲ့တဲ့အလှဘယမလေးရှင်မွေးလုံးကျေးဇူးရှင်ကိုပြန်စားခဲ့တဲ့တရိษံဗီဇကျန်းလာတဲ့ငမိုးရိပ်မိကြောင်ကြီးအဲ့ဒီမိကြောင်ကြီးရောချစ်သူနှစ်ဦးရဲ့ကံကြမ္မာကိုဘယ်လိုမျိုးပြောင်းလဲပြလိုက်မှလဲတကြားမင်းပေးတဲ့ကျိန်ဆက်ကြားနဲ့ဓာတ်တန်လျက်တို့ဟာရောမင်းသားလေးရဲ့ကံကြမ္မာစိုးကိုကယ်တင်နိုင်မှမလားဆိုတော့စိတ်ဝင်စားစရာအပြည့်နဲ့မင်းနန္ဒာနဲ့ရှင်မွေးလုံးတန်တာရီလေးမှအတူတူကြည့်လိုက်ကြရအောင်ဒီလိုရင်ကုန်စိတ်လှုပ်ရှားပွဲရာတန်တာရီတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့ခေရိုရဲ့ channel ကို like and subscribe လုပ်ပြီး notification လေးကိုလည်းနှိပ်ထားခဲ့ပါအောင်နော်ကဲဒီလိုဆိုရင်တန်တာရီလေးကိုစတင်လိုက်တော့မယ်နော်ဟိုးရှိရှိတော့တင်ကုတ်တရကုန်းတော်မြတ်ရဲ့အနီးမှာတရင်သုံးနေထိုင်တော်မူတဲ့ရတိတပါရှိခဲ့ပါတယ်။ဒီနေ့မှာတော့ရတိကြီးဟာလက်မှုတော်ကမှရွာကလေးစီကိုစွမ်းခံကြပြီးကျောင်းတင်ငန်းကိုပြန်လာခဲ့တယ်။လမ်းခီးမှာရှိတဲ့လက်မှုပင်ကြီးအောက်ရောက်တဲ့အခါမှာတော့ရတိကြီးဟာခြေလမ်းနေရပ်တန့်သွားပြီးအလိုထူးဆန်းလာကြည်လားအဘယ်ကဲ့သို့သောဖူးငုံကြီးပါလေကြီးမားလာကြည်လားလို့ဆိုကဖူးငုံကြီးကိုစွတ်ကုပ်ပြီးကျောင်းတင်ကန်ကိုယူဆောင်လာခဲ့တယ်။ကျောင်းကိုရောက်တော့တောက်ရည်အိုစင်လေးရဲ့အနီးမှာချထားလိုက်တာပေါ့။တိတ်မကြခင်မှာပဲလက်မှုဖူးငုံကြီးဟာတပြေးပြေးပွင့်ရလာပြီးပန်းပွင့်တရားနေအလွန်ကိုချစ်စပွဲကောင်းလာတဲ့မိန်းကလေးတယောက်ခွာမြင်လာခဲ့ပါတော့တယ်။ရှေးရခင်ကကြာပန်းထဲမှာမွေးတဲ့ဗရုံမာတီဗီဝါးပင်မှာမွေးတဲ့ဝေလူဝရီမကြီးပင်မှာတရေတီခဲ့တဲ့စိန်စမာနာတို့လိုပဲထိုမိန်းကလေးဟာအညီအဟောင်းမရှိပဲတန်ရှင်းစင်ကြယ်စွာမွေးဖွားလာသူဖြစ်တာကြောင့်ရတေကြီးဟာမိန်းကလေးကိုမဲလက်မှုလို့အမည်မဲလိုက်ပါတယ်ရတေကြီးဟာမွေးကင်းစကလေးငယ်ကိုမြင်ပြီးဝမ်းသာအားရပေမဲ့နှုတ်ကြိုတိုက်ကြွေးဖို့ကြတော့အခက်တွေ့နေရပြန်တယ်ကြွားရမိခင်တွေစီမှာသွားအပ်ဖို့ကလည်းစိတ်မချနေ့စဉ်သွားတိုက်ဖို့ကလည်းမဖြစ်နိုင်တာမို့ရတေမြတ်ဟာတစ္ဆာအတိတ်ထံပြုလိုက်ပါတော့တယ်အေးမဲလက်မှုကလေးသည်နောက်တစ်ချိန်မှာလောကအတွက်အကျိုးပြုမဲ့သူတော်စင်မလေးဖြစ်ပါကကျွန်ုပ်ရဲ့လက်ညှိုးကနေနှုတ်ချိုရည်တွေစီးကြပါစေတည်းလို့တစ္ဆာဆိုလိုက်ရမှာတော့ရတိကြီးရဲ့လက်ညှိုးကနေနှုတ်ချိုရည်တွေဟာတကယ်ပဲစီးကြလာခဲ့ပါတော့တယ်ဒီလိုနဲ့မဲလက်မှုလေးဟာရတိကြီးရဲ့လက်ညှိုးနှုတ်ရည်ကိုတောက်တုံပြီးကြီးပြင်းလာခဲ့တယ်အသက်16နှစ်အရွယ်ကိုရောက်လာတဲ့အခါမှာတော့အလွန်လှပတဲ့အပြိုစင်လေးဖြစ်လာခဲ့တာပေါ့အဲ့ဒီချိန်မှာတော့တာရင်တာနက်ပြေကတကြားမင်းရဲ့ပန်နုကပလာများကြောက်ပြကြီးဟာတင်းမာပူလောင်လာခဲ့တယ်တကြားမင်းကလူပြည်ကိုကြည့်လိုက်တဲ့အခါတင်ကုတ်တရကုန်းတော်မှာဖျားပွင့်တော့မယ့်အကြောင်းနဲ့စံတော်တက်တွေထပ်ပနာမဲ့တိုင်ကာဟာမဲလက်မှုကမွေးဖွားလာမဲ့တားရတနာသာဖြစ်ရမယ်ဆိုတာကိုသိမြင်တော်မူခဲ့တယ်မဲလက်မှုကိုတရေပေးဖို့ဆိုတာကလေလူသားတွေနဲ့မထိုက်တမ်းပဲတကြားမင်းမှသာတင့်တော်မယ်လို့ယူဆပြီးလူအသွင်ဖန်ဆင်းကဆင်းသက်လာခဲ့ပါတယ်ရတိကြီးတံမှာမဲလက်မှုကိုတောင်းရတဲ့အခါရတိကြီးကနတ်ဘူကြီးပြိတ္တနဲ့ခန်းသားထေဝါစာတောင်းရမှသာပေးနိုင်မယ်လို့မိန့်ကြားလိုက်တာကြောင့်တကြားမင်းကလည်း9ရက်မြောက်တဲ့နေ့မှာလာရောက်တောင်းမှမယ်လို့ဂရိပေးပြီးနတ်ပြည်ကိုပြန်သွားခဲ့တယ်ဒီသတင်းကိုတကြားမင်းရဲ့မိဖုရားလေးပါဖြစ်တဲ့သူ့ဇာတာသူ့ဓမ္မာသူ့နန္ဒာနဲ့သူ့စိတ်တာတို့တည်သွားကြတဲ့အခါမှာတော့မနာလိုစိတ်တွေတပွားပွားဖြစ်ပေါ်လာကြပါတော့တယ်တကြားမင်းရဲ့အချစ်ကိုနောက်တစ်ယောက်နဲ့မခွဲဝေလိုတာကြောင့်မဲလက်မှုကိုတွားတောင်းမဲ့ရက်ကြော်လွန်သွားအောင်အကြံထုတ်ကြပါတော့တယ်သူစိတ်တာမိဖုရားကြီးရဲ့အကြံပေးချက်အတိုင်းသူ့ဇာတာဟာတကြားမင်းကိုချင်းကပ်ပြီးမောင်တော်ဖျားအခုလိုသူ့ဓမ္မတပင်အစည်းအဝေးတွေနားကြိုင်မှာဥယျာဉ်တော်ထဲမှာလှည့်လည်စံမြန်ရင်အနားယူတင်ပါတယ်လို့ရှောက်တင်လေတော့တကြားမင်းဟာလည်းသဘောကျပြီးနောက်တစ်နေ့မှာဥယျာဉ်တော်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မာတလိနန္ဒဟာယူဇနာတရားရှိလျားပြီးတိမ်တော်မြင်းပြန်တထားပါတယ်ဝေဇယန္တာနရထားကြီးကိုအလှပဆုံးပြင်ဆင်လေတယ်ဒီလိုနဲ့တကြားမင်းနဲ့တကွာမိဖုရားလေးပါနတ်သမီးအပေါင်း3ကလေး60တို့ဟာအတီအမောက်အကခုံတွေနဲ့
တာရီနာရဲ့အရှိမျက်နှာမှာရှိတဲ့ယူဇနာတစ်ထောင်ကျယ်ဝန်းလာတဲ့နန္ဒဝန်ဦးရင်တော်ကြီးစီကိုဝေစီယန္နာယထာကြီးကိုဆင်းနေပြီးပျော့ပျော့ပါပါထွက်လာခဲ့ကြပါတော့တယ်။တကြားမင်းဟာမိဖုရားလေးပါးရဲ့အကြံစီကြားမှာနတ်စည်းစိမ်တွေကိုခန်းစားရင်အချိန်တွေကုန်လွန်နေခဲ့ပါတယ်။နန္ဒဝန်ဦးရင်တော်ကနေတဆင့်တာမုံမျက်နှာမှာရှိတဲ့အဝန်းယူဇနာ900ရှိပြီးရတနာတိုင်းတွေကတ်ထားတဲ့ဖာရုတက်ကဥယျာဉ်စီကိုကူးကြပြန်ပါတယ်။အဲ့ဒီဥယျာဉ်တွေကဘတ်တာနဲ့သူ့ဘတ်တာဆိုတဲ့ရေကန်ကြီးနှစ်ကန်မှာကြာမျိုး၅ပါးတို့ဖုံးလွှမ်းနေပြီးနတ်သမီးလေးတွေရဲ့တီဆူကခုံတန်တွေကြားမှာပျော်ပါနေရင်မဲလမှုစီကိုတွားရမယ်ကိုနေရမြောင်နေ့ကိုကြော်လွန်တာခဲ့ပါတယ်။ဂရီပြက်လို့စိုးရိမ်နေတဲ့မဲလမှုဟာသူမရဲ့အဖေရတိကြီးကိုပြောပြရမှာတော့ရတိကြီးဟာသူမွေးထားတဲ့ကြီးသားလေးရဲ့လေဘင်းမှာစာခွေစွပ်ပြီးတကြားမင်းစီကိုလှုပ်လိုက်ပါတော့တယ်။စာကိုဖတ်လိုက်တဲ့အခါတကြားမင်းဟာသတိပြန်လာပြီးကြီးသားငယ်ငါမလာခင်မဲလက်မှုသုံးဆောင်မှုဒါကိုယူသွားပါဆိုပြီးညစိန်ကြရတဲ့ထည့်ထားတဲ့နတ်ရည်စင်ကိုပေးလိုက်ပါတယ်။ဒါကိုမြင်သွားတဲ့မိဖုရားလေးပါဟာနတ်ရည်စင်မရောက်အောင်စုံငတ်တွေရောင်ဆောင်ပြီးကြီးသားလေးနောက်ကိုလိုက်ထိုးကြပါတော့တယ်။ကြီးသားလေးဟာပြန်လဲခုခံရင်ကနေနတ်ရည်စင်ကိုဖိတ်စင်ကုန်ပါတယ်။နတ်ရည်စင်တစ်စက်ညက်ခင်းမော်ကြရမှာတော့ထိုမြက်ကိုစားမိတဲ့တမင်ကနေလူကိုတမင်ကောင်းနဲ့မင်္ဂလာဆိုတဲ့တရဝါလေးကိုမွေးဖွားလာပါတယ်။နောက်တစ်ချက်ကဟိမဝန္တာကတေးရွက်ပေါ်ကျသွားရမှာတော့အဲ့ဒီတေးရွက်ကိုစားမိတဲ့စင်မကနေစရန်စင်မင်းကိုမွေးဖွားပါတယ်။နောက်တစ်ချက်ကတော့ပင်လယ်ထဲကိုကျသွားပြီးမိချောင်းမတကောင်ကတောင်းမိရာကနေတရေတီတောက်ခဲ့တာပေါ့။နောက်ဆုံးမှာတော့ကြီးသားလေးဟာကြံရှိနေတဲ့နေရည်စင်ကိုရတေကြီးစီအရောက်ပို့နိုင်ခဲ့ပါတယ်။ရတေကြီးကမဲလမှုကိုတိုက်ကြည့်လိုက်တဲ့အခါမှာတော့လှပလွန်တဲ့တာယတနာလေးကိုမွေးဖွားလာပြီးဘောလာလို့အမည်မဲ့ပေးခဲ့ပါတယ်။ဘောလာမင်းသားလေးအသက်16နှစ်အရွယ်ယောဂဝေဒနာခံစားရပေမယ့်တကြားမင်းဆင်းလာပြီးနတ်ဆေးနဲ့ကုပေးတာကြောင့်ပြန်လဲကျမ်းမာလာခဲ့ပါတယ်။တကြားမင်းဟာသူ့သားတော်ဘောလာအတွက်ဥက္ကလာပါဆိုတဲ့ဝိတ်အမည်နဲ့မြုပ်တီပေးပြီးမင်းအဖြစ်နန်းတင်ပေးလိုက်ပါတယ်။ဒီအချိန်မှာပဲနေရည်စင်ကြတဲ့မြက်ကိုစားခဲ့တဲ့တမင်မကမွေးဖွားလာတဲ့မင်္ဂလာကလည်းဥက္ကလာပါမင်းကြီးစီမှာအမှုထမ်းလာခဲ့တယ်။ဒါကြောင့်မင်းကြီးကမင်္ဂလာကိုတောအုပ်တစ်ခုပေးသနာရာကနေမင်္ဂလာတုံးဆိုတဲ့အမည်တွင်လာခဲ့တာပေါ့။တစ်ဖက်မှာလည်းပင်လယ်ထဲမှာနေရည်စင်တောက်မိတဲ့မိချောင်းမကြီးဟာဥရီအများကြီးဥခဲ့ပါတယ်။ဒီနေ့မှာတော့ဒီရေတက်လာပြီးမိချောင်းဥတစ်လုံးဟာမော်ဘီအရက်ကိုမျောသွားခဲ့ပါတယ်။အဲ့ဒီဥကိုမော်ဘီကတငါသေးလင်းမရဖြစ်တဲ့ဖိုးတော်နဲ့မေစာတို့ကကောက်ရပြီးဝါကွမ်းနေနဲ့ထွေးပွေမွေးမြူခဲ့ရကနေမိချောင်းပေါက်လေးတစ်ကောင်ပေါက်လာပါတော့တယ်။ဖိုးတော်ကထိုမိချောင်းလေးကိုငမိုးရိပ်လို့အမည်မဲ့ပြီးတားအရင်လိုချစ်ခင်ဆောက်ရှောက်ခဲ့ပါတယ်။ငမိုးရိပ်ဟာတဖြည်းဖြည်းကြီးထွားလာပြီးဝါတရားချန်ခတ်ထားရတဲ့အထိကြီးမားလာခဲ့တယ်။ဖိုးတော်ကတားရီအဖေလာပြီလို့ခေါ်ရင်ငမိုးရိပ်ကအနားကိုကက်လာတတ်ပေမဲ့သူ့ရဲ့တိလိษံပေးစာကြမ်းတမ်းမှုတွေကိုတော့ဖိုးတော်တို့ဇနီးမောင်နှံစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေခဲ့ရပါတယ်။အချိန်တွေကုန်လွန်လာတဲ့အခါငမိုးရိပ်ဆိုတဲ့မိချောင်းကြီးဟာဦးကောင်းကပင်3000ခန္ဓာကိုယ်က11000ရှိနေပြီးအလွန်ကြီးမားထွားကြိုင်နေမိချောင်းဘရင်ကြီးဖြစ်နေပါပြီ။ဒီနေ့မှာတော့ကျေးဇူးရှင်ဖိုးတော်လာပန်းအတွက်ကကြမစုကရှောင်းလာခဲ့ပါတယ်။ဒေါ်မေစာပြင်ဆင်ပေးတဲ့အစာတွေကိုယူပြီးဖိုးတော်တယောက်ဝါတရားချောင်းကိုရှောင်းလာခဲ့တယ်။ခါတိုင်းလိုတားရီမောင်မှုအဖေလာပြီလို့ခေါ်လိုက်တာနဲ့အနားရောက်လာတတ်ပေမဲ့အဲ့ဒီနေ့မှာတော့ငမိုးရိပ်ဟာရေအောက်မှာငုံနေခဲ့ပါတယ်။မိချောင်းကောင်းရှည်မျိုးဟာရေအောက်မှာကြာကြာမနေနိုင်တာမို့တနာရီခွဲလောက်အကြာမှာအသက်ရှူဖို့ရေပေါ်တက်လာခဲ့ပေမဲ့ဖိုးတော်အနီးကိုမလာပဲရေလယ်မှာပဲဟိုဒီလှုပ်ရှားနေခဲ့တယ်။ဖိုးတော်ဟာရှေ့ထဲဆင်းပြီးအစာကျွေးဖို့ခေါ်တဲ့အခါမှာတော့စားလောင်နေတဲ့ငမိုးရိပ်ဟာကျေးဇူးရှင်အဖေရဲ့လက်ကိုပါအငမ်းမရငုံခဲလိုက်ပါတော့တယ်။ဖိုးတော်ဟာငမိုးရိပ်သူ့ကိုရမ်းမှုနေပြီဆိုတာသိလိုက်ရလို့တားရီအဖေလက်ကိုလှုပ်ပါအောင်နားလာကြည့်ရဲ့လို့တောင်းပန်မိမဲ့ငမိုးရိပ်ကတော့သွေးညင်နှံတဲ့အတူအသားတွေကိုဝါမျိုးစားတော့ပါတော့တယ်။ဖိုးတော်ဟာသိအံ့ဆဲဆဲနာကျင်စိမ့်နဲ့ငါ့ကိုစားတဲ့ဒီမိချောင်းကြီးတီဘဝတိုင်းမှာငါနိုင်ရတဲ့သူဖြစ်ပါစေသားလို့အတိတ်တံပြုဆုတောင်းရင်အသက်ပြောက်ခေရရှာတယ်။အဝါစားသွားတဲ့ငမိုးရိပ်ကတော့ဝါတရားချောင်းကနေထွက်ခွာပြီးဒဂုံစိတ်ကမ်းမှာအိတ်ဆန်နားနေလေတော့တယ်
တစ်ဖက်မှာလည်းဟိမဝနာတော်ကနေစင်းသက်လာတဲ့စတန်စင်မင်းဟာငွေရောင်အစင်းရှိပြီးရောင်ကြီး6သွဲထွက်နေတဲ့အစင်နှစ်ချောင်းနဲ့အတူကောင်းကင်မှာပြန်တန်းနိုင်တဲ့အထီတကူကြီးမှလာပါတယ်။စင်နဂါတို့ရဲ့အထွတ်အမြတ်ဖြစ်တဲ့စတန်စင်လေးကိုလူရီယာဖောင်နဲ့တင်ယူလာခဲ့ကြရာအဲ့ဒီနေရာကိုဖောင်တွင်းလို့ခေါ်တွင်လာခဲ့တဲ့ဥက္ကလာပါမင်းကြီးဟာနတ်ရည်စင်ကြောင့်အတူတူမွေးဖွားလာခဲ့ကြတဲ့ဖွားဘတ်တော်တွေဖြစ်တဲ့မင်္ဂလာငမိုးရိပ်နဲ့စရန်စင်မင်းတို့ကိုပိုင်ဆိုင်ရလို့အတိုင်းမသိဝမ်းမြောက်နေကြတာပေါ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ဥက္ကလာပါမင်းကြီးရဲ့နန်းတော်ထဲမှာတနင်္ဂနွေနေ့တနေ့ရဲ့ညချမ်းအချိန်လရောက်အောင်မှာမင်းကြီးဟာစိတ်မအေးနိုင်ပဲခောက်တွန်းခောက်ပြန်ရှောင်နေကြတယ်မိဖုရားကြီးဖွားတန့်စင်ဖို့မိနေဆောင်ကိုရှောင်နေတာကြာပြီဖြစ်ပေမယ့်တရင်မကြရသေးလို့ပါခဏအကြာမှာတော့အပြိုတော်လေးတအူရောက်လာပြီးသားတော်လေးဖွားမြင်ပါပြီဖရားလို့တရင်ကောင်ပါလိုက်ပါတယ်ဒါပေမဲ့ဟူးရဖြူဟူးရညိုတွေကမွေးဖွားလာချိန်ပြီးလွာကိုတွက်ချက်ကြည့်တဲ့အခါမျက်နာရီညှိုးငယ်သွားကြတယ်သားတော်လေးဟာအသက်20မှာရေဘေးနဲ့တရားမဲ့ကံပါလာတယ်လို့ရှောက်တင်လိုက်တဲ့အခါမင်းကြီးမှာရင်ထုမနာဖြစ်ရတော့တာပေါ့ဟူးရတို့အကြံပြုချက်အရမင်းကြီးကိုယ်တိုင်သားတော်အတွက်သီလဆောက်တည်ကုသိုလ်ကောင်းမှုတွေပြုပြီးတပြည်လုံးကိုလည်းစုတောင်းမြတ်တာပို့တာပေးခဲ့ပါတယ်။လေးရက်မြောက်နေ့မှာတော့သားတော်လေးကိုမင်းနန္ဒာလို့အမည်မှဲလိုက်ပါတယ်။ဒါပေမဲ့ကကြမစုကမရက်တန်သေးပါဘူး။မကြခင်မှာပဲမိဖရဲ့ကောင်ကြီးဟာရုတ်တရက်နာမကျန်းဖြစ်ပြီးကွယ်လွန်သွားခဲ့ရာမင်းနန္ဒာလေးဟာပကတ်အတွင်းအရွယ်မှာတင်မိတဆိုးလေးဖြစ်သွားခဲ့ရပါတယ်။မင်းကြီးဟာသားတော်လေးကိုဖခင်လိုရောမိခင်လိုပါချစ်ခင်ယူရပြီးအလိုလိုက်ထားခဲ့ပါတယ်။မင်းနန္ဒာလေးစကားပြောတဲ့စာအရှင်မှာတော့ကစားပေါ်အဖြစ်မောင်မောင်ကြီးဆိုတဲ့ကောင်လေးကိုထားပေးခဲ့တယ်။ဒီနေ့မှာမောင်မောင်ကြီးကမြစ်တစ်ဖက်ကန်းကတန်လျင်မြို့အကြောင်းကိုပြောပြရာကနေမင်းနန္ဒာလေးစိတ်ဝင်စားသွားပြီးအထင်းတော်ကြီးဒေါ်သစ္စာကိုမေးမြန်းပါတော့တယ်။ဒေါ်သစ္စာကတန်လျင်မြို့ရဲ့အစာဖြစ်တဲ့ငတ်တန်လျင်အကြောင်းကိုပုံမြင်ပြောပြပါတော့တယ်။ငတ်တန်လျင်ဆိုတာငယ်ငယ်ကလေးကထမင်းတအုပ်ကုန်အောင်စားနိုင်ပြီးထမ်းမြင်တွေကိုတောင်နှုတ်လဲနိုင်တဲ့ခွန်အားပလာရှင်ကြီးပေါ့သူမိဘတွေကသားရဲ့အစွမ်းကိုကြောက်ပြီးလူသူမရှိတဲ့ကျွန်းတကျွန်းမှာတစ်ပင်ကြီးနဲ့ပြပြီးတေးအောင်လှည့်စားခဲ့ကြတယ်။ဒါပေမဲ့ငတ်တန်လျင်ကမသေးပဲတစ်ပင်ကြီးကိုထမ်းပြီးတောထဲမှာပဲတယောက်တည်းနေထိုင်ခဲ့တယ်။တနေ့မှာတော့တောဝက်ကြီးတကောင်ဟာကောင်းကင်ကပြန်လာပြီးဗဇက်တဲကဗရံများကိုထုတ်ပြီးတဖန်းသီးစားနေတာကိုငတ်တန်လျင်မြင်သွားတယ်။သူကအမြင်ရှိတော့တဖန်းမင်မော်ကနေတဖန်းသီးမဲ့တွေကိုခဝေးဝေးကိုလှမ်းပစ်လိုက်တယ်။ဝက်ကြီးကသီးမဲ့တွေကိုလိုက်ကောက်စားနေတဲ့အချိန်မှာငတ်တန်လျင်ကတစ်ပင်ပေါ်ကဆင်းပြီးမြေကြီးပေါ်ကဗရံများကြီးကိုယူလိုက်ပါတော့တယ်။ငတ်တန်လျင်ဟာဗရံများကြီးကိုရရှိသွားပြီးတဲ့နောက်မှာသူ့ရဲ့ဘဝကတစ်စစ်ချိုးပြောင်းလဲသွားပါတော့တယ်။ငတ်တန်လျင်ကတော့တောထဲမှာတကူထဲမနေလိုတာကြောင့်လူတွေရှိရာကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာယမနီကုန်းကနေတက်လာတဲ့မိခိုးတွေကိုမြင်တာနဲ့ဗရံများကြီးကိုငုံပြီးပြန်တန်းသွားခဲ့တာပေါ့။အဲ့ဒီကုန်းပေါ်မှာနေထိုင်တဲ့ရသေးကြီးစီမှာတစားမင်းပေးထားတဲ့ဓမ္မတစ်ချောင်းရှိပါတယ်။အဲ့ဒီဒါကထမင်းဟင်းတွေအလိုအလျောက်ပေးနိုင်တဲ့အပြင်တကိုးလည်းအလွန်ကြီးပါတယ်။ငတ်တန်လျင်ဟာရသေးကြီးကိုလှုပ်ကြွေးပြုစုဟန်ဆောင်ပြီးအခွင့်တာတဲ့အချိန်မှာရသေးကြီးကိုတက်လို့ဓာတ်ကိုလူယူခဲ့ပါတယ်။သူ့ရဲ့လောဘကအဲ့ဒီမှာနေမရက်သေးပါဘူး။ဒေးပြင်ကုန်းကရသေးကြီးထံကနေမြေကြီးတွေကိုဖန်ဆင်းနိုင်တဲ့ယူတာအိုးကို၎င်းကြိုက်တေးဝန်းကုန်းကရသေးကြီးထံကနေစီငယ်ကို၎င်းရသေးတွေကိုတက်ပြီးတစ်ခုပြီးတစ်ခုယူလာခဲ့ပါတော့တယ်။ငတ်တန်လျင်ကတိတ်ကြောက်စရာကောင်းတာပဲ။ရသေးတွေကိုတက်ပြီးပစ္စည်းတွေကိုလူတာမတရားဘူးနော်ဒေါ်သစ္စာ။မင်းနန္ဒာကပြောတဲ့အခါဒေါ်သစ္စာကတက်ပြင်းချရင်ဟုတ်ပါတယ်ကိုတော်လေး။ဒါပေမဲ့အဲ့ဒီမတရားတဲ့ပစ္စည်းတွေနဲ့ပဲသူဟာဘယင်ဖြစ်လာကြတာပေါ့လို့ဆိုပါတယ်။ဘာယာနတိမှာမင်းဆက်34ဆက်မြောက်အရင်ဒရာမင်းလက်ထက်ကိုရောက်တဲ့အခါမင်းကြီးကတရားပြည့်ရင်လာတာကြောင့်ထီးပြူဆောင်နှကလူရောင်ဖန်ဆင်းပြီးငတ်တန်လျင်ကိုမင်းလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။ငတ်တန်လျင်ဟာသူ့မိဘတွေကိုဆေးလွတ်ပြီးထီနှံတောင်းပေမဲ့မရတဲ့အခါမှာတော့စစ်ခင်ရပါတော့တယ်။ငတ်တန်လျင်ဟာသူ့ရဲ့စီငယ်ကိုတီးပြီးစစ်တီအမြောက်အများဖန်ဆင်းနေမြူတာအုပ်ကိုမှောက်ပြီးမြေကြီးချစေတယ်။နောက်ဆုံးမှာတော့တကူးရှင်ဓာတ်ကိုလှုပ်ပြီးဘာယာနတိဘရင်ရဲ့ဥကောင်းကိုဖျက်စေကထီးနှံကိုသိမ့်ပိုင်လိုက်ပါတယ်။တိုင်မဲ့ငတ်တန်လျင်ကဘာယာနတိမှမနေပဲ
သူပရံများရခဲ့တဲ့တီဟဒီပါကျုံကိုပြန်လာပြီးမြို့တီခဲ့ပါတယ်သူ့နာမည်ကိုအစွဲပြုလို့တန်လျင်မျိုးလို့ခေါ်တွင်ခဲ့တာပေါ့ငတန်လျင်ဟာသူ့ရဲ့တကုရှင်ပစ္စည်းတွေရရှိခဲ့တဲ့နေရာတိုင်းမှာလည်းဖျားတွေတီးခဲ့ပါသေးတယ်ဓားရတဲ့နေရာမှာရမ်းမအောင်ဖျားမြူတာအိုးရတဲ့နေရာမှာရေလေပြားနဲ့စီတိုရတဲ့နေရာမှာစီတိုရဖျားဆိုပြီးအခုထက်တည်ရှိနေတာပေါ့ငတန်လျင်ကတတိရှိပြီးသူ့လိုချင်တာမှန်သမျှရအောင်ယူတာပဲနော်တော်ထဲမှာသွားလာနေရတာတိတ်ပျော်စရာကောင်းပါပဲလို့မင်းနန္ဒာလေးကရင်ခုန်တက်ကြွစွာဆိုပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာမင်းသားလေးမသိနိုင်တာကတော့အဲ့ဒီတန်လျင်မြို့မှာမွေးဖွားလာမဲ့မင်းသမီးလေးတစ်ပါးဟာသူ့ဘဝရဲ့အချစ်ဆုံးသူဖြစ်လာပြီးအသက်20မှာရင်ဆိုင်ရမယ်ကံကြမ္မာဆိုးရဲ့အစာဖြစ်လာလိမ့်မယ်ဆိုတာပါပဲတနေ့မှာတော့ဩက္ကလာပါမင်းနေပြီးတော့ရဲ့ရွှေနန်းဆောင်အတွင်းမှာမင်းနန္ဒာလေးဟာစာတင်ကြရင်အနားယူနေချိန်မှာသူ့ရဲ့အထိန်တော်ကြီးဒေါ်သစ္စာကိုတန်လျင်မျိုးရဲ့အကြောင်းတွေပြောပြဖို့ထပ်မံပူစားနေပြန်ပါတယ်ဒေါ်သစ္စာဟာဘဟုတုရကြွားသူပြီးတန်လျင်မြေကမင်းသမီးလေးတစ်ပါးအကြောင်းကိုယခုလိုစတင်ပြောပြပါတော့တယ်အခုတန်လျင်ကိုအုပ်စိုးနေတဲ့ဘောဂသေနာမင်းကြီးရဲ့မိဖုရားကြီးသူဝနဒေဝီကပရိသေရင့်နေတော့မှနဲ့ရွာဆန်သွားရှာတယ်အလောင်းကိုတုတ်တံမှာမိတကြိုတဲ့အခါဝမ်းပိုက်ကမီးမလောင်ပဲပေါက်ထွက်သွားပြီးတရေသားလေးကအပြင်ကိုလွင့်စင်ထွက်လာခဲ့မင်းချင်းတွေသွားကြည့်တော့သမီးမင်းကလေးတယောက်ကအသက်ရှင်နေတယ်တဲ့မီးတွေနဲ့ရှို့တာတော့မသိဘူးနော်ထူးဆန်းလိုက်တာမင်းနန္ဒာကအံ့ဩတကြီးမေးပါတယ်ဒေါ်သစ္စာကဖုံးကန်ရှိသူမို့လို့ပေါ့ကိုရော်လေးရဲ့ဒါပေမဲ့တုတ်တံမှာမွေးတာမို့မင်းကြီးကနန်းတော်ထဲမသွင်းပဲတုတ်တံကုန်းမှာပဲတပင်တိုင်းနန်းဆောင်ဆောက်ပေးထားတယ်နာမည်လေးကရှင်မွေးလွန်နဲ့ကိုရော်လေးနဲ့အရွယ်တူလောက်ပဲရှိမှာအင်မတန်လေးလှတဲ့မင်းနန္ဒာဟာရှင်မွေးလုံးကိုတွေးကျင်တဲ့စိတ်နဲ့တန်လျင်ဘက်ကိုပို့ပေးဖို့အထိန်တော်ကြီးကိုတောင်းဆိုပါတယ်။ဒါပေမဲ့ဒေါ်သစ္စာကညှင်းပယ်လိုက်ပြီးလက်ရှိနိုင်ငံရေးအခြေအနေကိုရှင်းပြပါတယ်။အခုတလောဥက္ကလာပါနဲ့တန်လျင်ကြားမှာပေါ်တူဂီလူမျိုးတွေရှောင်းနေတယ်။သူတို့ကကုန်းတဲ့ရောင်ဆောင်ပြီးလက်နက်တွေရောင်းကြတာ။အခုဆိုတန်လျင်မင်းကြီးစီမှာကိုရံတော်ပုံမှုတောင်လုပ်နေကြပြီ။အဲ့ဒီလူမျိုးတွေကဥက္ကလာပါနဲ့တန်လျင်ကိုအချင်းချင်းရိုက်တိုက်ပေးပြီးနှစ်ဖက်စလုံးအားနေသွားတဲ့အခါသိန်းယူဖို့ကြံစီနေကြတာပြီးတော့ခမဲတော်မင်းကြီးဟာကိုရော်လေးကိုရေလမ်းမသွားဖို့လေအမိန့်ထုတ်ထားတယ်လေဒေါ်သစ္စာဟာမင်းသားလေးကိုဘာသာတရားကိုင်ဆိုင်ဖို့နဲ့စီကံလိုက်နာဖို့ဆုံးမပြီးကဲကိုရော်လေးအဲ့ချိန်ရောက်ပြီအဲ့ဒီလိုပြောကနန်းဆောင်အတွင်းကမိအိမ်လေးတွေကိုညှိပြီးထွက်သွားပါတော့တယ်မင်းနန္ဒာကတော့ပေါ်တူဂီတို့ရဲ့အန်နီယတန်တန်လျင်ကရှင်မွေးလွန်းဆိုတဲ့မင်းသမီးလေးအကြောင်းကိုပဲတွေ့တော်ရင်ကြံရည်ခဲ့ပါတော့တယ်မင်းနန္ဒာရဲ့စိတ်အာရုံထဲမှာတော့ဒေါ်သစ္စာပြောပြခဲ့တဲ့မရောက်ဘူးသေးတဲ့တန်လျင်မျိုးနဲ့တခါမှမဆုံဘူးသေးတဲ့မင်းသမီးလေးရှင်မွေးလုံးတို့ဟာជីជីမာမာနေရယူထားပါတယ်။အဲ့ဒီညကမင်းသားလေးဟာအတွေးပေါင်းစုံနဲ့လူးလိမ့်နေပြီးကောင်းဆောင်အိတ်ဆက်လို့ကိုမပြောနိုင်ခဲ့ပါဘူး။အချိန်တွေကတရွေ့ရွေ့နဲ့တဖြည်းဖြည်းကုန်လွန်လာခဲ့ရာမင်းသားလေးဟာအရွယ်ရောက်လာပြီဖြစ်ပါတယ်။မင်းသားတို့ရဲ့ထုံးစံအတိုင်းအရွယ်ရောက်လာရင်မြင်းစီဓာတ်ခုံလှန်ထိုးစတဲ့စီရေးအတက်တွေကိုမဖြစ်မနေသင်ယူကြရပါတယ်။ဒီအတွက်လေဥက္ကလာပါမင်းကြီးကသားတော်အတွက်အလုံးစုံကိုတာဝန်ယူခြင်းကျဲလေပုံသွင်းပေးရတဲ့အကြီးတော်အဖြစ်အမက်ကြီးရာဇဒီဝကိုခန့်ထားတော်မူလိုက်တယ်။အမက်ကြီးရာဇဒီဝဟာမင်းနန္ဒာကိုမြင်းစီအတက်မှာအခက်အခဲဆုံးဖြစ်တဲ့မြင်းရည်38ရေကိုကျွမ်းကျင်အောင်သင်ကြားပေးပါတယ်။ကျန်သူနဲ့ရင်ဆိုင်ရတဲ့အခါမြင်းစီကျင်ထိုးနိုင်ဖို့လှန်ကိုလှန်ခြင်းဓာတ်ကိုဓာတ်ခြင်းရှင်းနိုင်ဖို့အတွက်မင်းသားဆိုတာနှုတ်နယ်လို့မရှောင်ကျန်းရမယ့်နေရာမှာကျန်းရမယ်လို့သွန်သင်ရင်လက်တွေ့လေ့ကျင့်ပေးပါတယ်။ဓာတ်ခုတ်ပညာသိတဲ့အခါမှာလည်းအင်မတန်ခက်ခဲတဲ့လေ့ကျင့်တာတွေကိုလုပ်ရပါတယ်။ငပြောပင်ငုတ်တူပေါ်မှာရေအပြည့်ထည့်ထားတဲ့အိုးကိုတင်ပြီးမင်းနန္ဒာကမြင်းနဲ့ပြေးရင်အဲ့ဒီငပြောပင်ကိုခုတ်ရပါတယ်။ဒီအတက်ကိုမကြမ်းကျင်မချင်းအကြိမ်ကြိမ်လေ့ကျင့်စေပါတယ်။လေအတက်တင်ကြတဲ့အခါမှာတော့တိုင်ငုတ်ပေါ်ကအသီးသေးသေးလေးတွေကိုပြစ်ခတ်ရုံနဲ့မကပဲလူတယောက်ရဲ့ဥကောင်းပေါ်မှာတံမြာစည်းတင်ပြီးမှန်အောင်ပြရတဲ့အလေးကျင့်ကိုလည်းလုပ်ရပါတယ်။ဒီနေရာမှာမင်းသားလေးရဲ့တငယ်ချင်းမောင်မောင်ကြီးကခေါင်းပေါ်တံမြာသည့်အတင်ခံရသူပေါ့။မောင်မောင်ကြီးကမြကြောက်ရွံ့လို့တုံနေတာကြောင့်တံမြာသည့်ဟာခေါင်းပေါ်ကခဏခဏလိမ့်ကျနေတော့တာပေါ့။
မင်းချင်းတွေကဝိုင်းရကြတယ်လေမောင်မောင်ကြီးကကြောက်လေးလေးနဲ့နန်းတွင်လေးကျင့်ခွင်ဟာစုပ်ပြေးနေခဲ့ပါတယ်တညမှာတော့ဥက္ကလာပါနန်းတော်မှာထူးထူးခြားခြားညညီလာခံတစ်ခုကျင်းပပါတယ်ပုံမှန်ဆိုရင်ညညီလာခံဟာအေးအေးဆေးဆေးရှိတတ်ပေမဲ့ဒီကနေ့မှာတော့မိဖုရားတွေမင်းနန္ဒာနဲ့မူးမတ်ဘိုးမင်းအားလုံးကိုဝတ်ဆောင်အပြည့်နဲ့တက်ရောက်ဖို့မင်းကြီးကအမိန့်တော်ကြားမှတ်လိုက်ပါတယ်နိုင်ငံရေးလားဘာသာရေးလားတန်လျင်ကတိုက်တော့မှလားဆိုပြီးနန်းတွင်မှာတီတိုးစုံစမ်းနေကြပေမဲ့ဘယ်သူမှအပြေမှန်ကိုမသိကြပါဘူးညီလာခံစတာနဲ့မင်းကြီးကတလွန်ပေါ်ကနေမျက်လုံးဝှက်ကြည့်ပြီးမိန့်ကြပါတယ်သားတော်မင်းနန္ဒာအသက်20မှာရေဘေးနဲ့တေဘေးမြင်နေဆိုတဲ့ဟူးရတွေရဲ့ဟောချက်ကြောင့်ငါကိုယ်တော်မှာစိတ်တော့ကရောက်ခဲ့ရတယ်ဒါကြောင့်လေသားတော်ကိုရေလန်းလုံးဝတောက်ခင်မပြုတ်ခဲ့တာအခုသားတော်အသက်20ကျော်လာပြီဖြစ်ပေမဲ့စိုးရိမ်စိတ်ကမပြောက်သေးဘူးဒါကြောင့်သားတော်ကိုအကောက်အကွယ်ပေးဖို့တကြားမင်းပေးထားတဲ့ကျိန်ဆက်ကြနဲ့ဓာတ်တန်လျက်ကိုပေးအပ်မယ်တဲ့မင်းနန္ဒာကယူတည်တည်နဲ့လက်ခံယူပြီးအစွမ်းကိုမေးမြန်းတဲ့အခါကျိန်ဆက်ကြရေတရဝါမှန်သမျှဒီဆက်ကြနဲ့ရိုက်လိုက်ရင်အလိုလိုခစားရောက်လာရတယ်ဓာတ်တန်လျက်ဘယ်တရဝါမျိုးကိုမစိုးကျိန်ရွယ်လိုက်ယုံနဲ့ရန်အပေါင်းအောင်မြင်စေတယ်လို့မိန့်ကြားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဥက္ကလာပါမင်းကြီးဟာနေကြီးအောက်မှာစိတ်လက်ကြည်သားစွာနဲ့တီးနှံတွေပျော်ရည်တွေကိုစားတော့ခေါ်နေပါတယ်။အဲ့ဒီချိန်မှာမင်းနန္ဒာဟာအခစားဝင်လာပြီးရှောက်တင်လိုက်ပါတယ်။ခမဲတော်ဖေဟာကြိုက်ခောက်စီတော်ကြီးကိုဖူးမြော်လိုပါသဖြင့်တားရောက်ဖူးမြော်ခွင့်ပြုတော်မူပါဖေဟာ။မြို့တော်ဝန်နဲ့ရွှေပြည်ဝန်တို့ဟာမင်းကြီးရဲ့အဖေကိုရင်တထိန်ထိန်နဲ့နားဆင်နေကြပါတယ်။မင်းကြီးကခဏလောက်ငြိမ်သက်နေပြီးမှတားတော်ရဲ့အသက်20အတွင်းဟောကိန်းကြောင့်ငါကိုတော့တားမြစ်ခဲ့တာမှန်တယ်။ဒါပေမဲ့အခုတော့အသက်လည်း20ကျော်ပြီကာကွယ်ပေးမဲ့ကျိန်ဆက်ကြနဲ့ဓာတ်တန်လျက်လည်းရှိနေပြီ။အထူးသဖြင့်တကူကြီးတဲ့ကြိုက်ခောက်စီရီကြီးကိုဖူးမြော်ခြင်းနဲ့တားတော်ရဲ့ဆန္ဒကိုငါကိုတော့ခွင့်ပြုပါတယ်လို့အမိန့်တော်ချမှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့မင်းသားလေးမင်းနန္ဒာဟာသူ့အမြဲအိမ်မက်မက်ခဲ့တဲ့တန်လျင်မြေစီကိုခရီးစတင်မှုအခွင့်အရေးရရှိသွားခဲ့ပါပြီ။ဒါရီအလုံးကတော့မင်းနန္ဒာတယောက်ရှင်မွေးလုံးရှိရာတန်လျင်မြေကိုသွားဖို့နဲ့ကကြမ္မာစိုးကိုရင်ဆိုင်မှုခွင့်ပြုချက်ရသွားတဲ့အပိုင်းပဲဖြစ်ပါတယ်။နောက်အပိုင်းမှာမင်းနန္ဒာနဲ့ငမိုးရိပ်မိချောင်းကြီးတို့ဘယ်လိုဆုံးကြမလဲ။ရှင်မွေးလုံးနဲ့တွေ့တဲ့အခါမှာရောဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ။မင်းနန္ဒာဟာငမိုးရိပ်မိချောင်းကြီးရဲ့ဗဇက်ထဲမှာဘယ်လိုမျိုးလိုက်ပါသွားမလဲ။သူတို့ရဲ့အချစ်ဇလန်းအရောဘယ်လိုမျိုးကြေကွဲစရာနဲ့အဆုံးသတ်သွားမလဲဆိုတာကိုနောက်ဗီဒီယိုမှာတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်ဒီလိုပညာပေးဗီဒီယိုတွေကိုရင်ကုန်စိတ်လှုပ်ရှားပွဲတင်ဆက်ပေးမှာဖြစ်လို့ channel ကို like and subscribe လုပ်ခဲ့ပါအောင်နော်လူချင်းမင်းတို့ရဲ့ subscribe တစ်ခုချင်းစီကကျမတို့အတွက်ပိုကောင်းတဲ့ဇလန်းတွေကိုဖန်တီးဖို့ခွန်အားရဖြစ်စေပါတယ်ဒီဇလန်းကိုအဆုံးထိနားထောင်နေသူဆိုရင်ဘယ်အရက်ဒေတာနဲ့နားထောင်နေလဲဆိုတာကို comment အနေပြောပြပေးသွားပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်